AFCON Final ရလက်တာကိုပြောင်းတော့ပြီဆိုရင်ယုံနိုင်မလား Confederation of African Football ရဲ့အားသွင်းဝယ်ဆုံးဖြတ်ချက်ကြောင့် Morocco National Football Team ကို Champion အဖြစ်ကြေညာပြီး Senegal National Football Team ကိုတော့ forfeit သတ်မှတ်လိုက်ပါတယ်ဒီနေ့18ရက်3လ2026အတွက်နောက်ဆုံးရဘောလုံးသတင်းအကမလုံးကိုစူးစီးပြီးပြောပြပေးပါမယ်ကျွန်တော် Eric Han ပါ Hansi Flick ကတော့ဘာစီလိုနာနဲ့စာချုပ်တစ်ချုပ်ဖို့သဘောတူလိုက်ပြီးဖြစ်ပါတယ်။အသင်းဥက္ကဋ္ဌဖြစ်တဲ့လာပေါ်တာကတော့ Flick ကို2028အထိသက်တမ်းတိုးမယ်လို့အတည်ပြုပေးထားပါတယ်။ Hansi ကဒီမှာအရန်ပျော်နေတယ်လို့လည်းပြောကြားနေပြီးမကြာခင်မှာတရားဝင်ထုတ်ပြန်သွားမယ်လို့သိရပါတယ်။ Fulham ကတော့ American တိုက်စစ်မှု Ricardo Pepi ကိုနှုတ်အားဖြင့်သဘောတူညီမှုရပါပြီ။ PSV အသင်းနဲ့ Euro 36တန်းနဲ့သဘောတူညီမှုရရှိထားပြီး PP ကတော့မကြာခင်မှာ Fulham မှာဆေးစီမှုပြုလုပ်မယ်လို့ပြောလင်းရပါတယ်။ UEFA Champions League Round of 16ပွဲရဲ့ဒုတိယအကြော့ပထမညကတော့ပြီးဆုံးသွားပါပြီ။ဒီနေ့ပွဲရလဒ်တွေကတော့ Sporting ကပထမအကြော့က3ဂိုးပြအရှုံးကိုဒုတိယအကြော့မှာ5ဂိုးပြနဲ့အဖြစ်အသန်အနိုင်ယူခဲ့ပြီးနှစ်ကြော့ပေါင်းအနေနဲ့5ဂိုး3ဆိုတဲ့ရလဒ်နဲ့နောက်ကဆင့်ကိုတက်ရောက်ခဲ့ပြီး Arsenal ကလည်း Bayern Leverkusen ကို2-0နဲ့အနိုင်ယူပြီးနှစ်ကြော့ပေါင်းရလဒ်3-1နဲ့နောက်တစ်ဆင့်ကိုတက်နိုင်ခဲ့ပါတယ်။ PSG က Chelsea ကို3-0နဲ့ထပ်မံအနိုင်ယူခဲ့ပြီးနှစ်ကြော့ပေါင်း8-2ဆိုတဲ့ရလဒ်နဲ့အပြတ်အသတ်နဲ့ Quarter Final ကိုတက်ခဲ့ပါတယ်။ Real Madrid က Manchester City ကို2-1နဲ့အနိုင်ယူပြီးနှစ်ကြော့ပေါင်းရလဒ်5-1နဲ့အတူနောက်တစ်ဆင့်ကိုတက်သွားခဲ့ပါပြီ။ Quarter Final ကိုတက်သွားတဲ့အသင်းတွေကတော့ Sporting, Arsenal, PSG, Real Madrid တို့ပဲဖြစ်ပါတယ်။ဒီနေ့ညမှာကန်မဲ့အသင်းတွေကဘယ်သူတွေနောက်တစ်ဆင့်တက်လာပြီးဘလို့ပွဲကောင်းတွေစောင့်ကြည့်ရမလဲဆက်ကြည့်ရမှာပါ။ဒီနေ့အတွက်နောက်ဆုံးရဘောလုံးသတင်းတွေကတော့ဒီလောက်ပါပဲ။မနက်ဖြန်အတွက်သတင်းတွေကိုမလွတ်ချင်ရင် like and follow လုပ်ထားဖို့မမေ့နဲ့တော့။နောက်ထပ် update တွေနဲ့ပြန်တွေ့မယ်။